scrub သုံးလိုက်တော့မှအသားကြီးကပိုမဲသွားတယ်ပိုညစ်သွားတယ်ပိုခြောက်သွားတယ်ဆိုတဲ့သူတွေက scrub ကိုနီးလန်းမှန်မှန်ဘယ်လိုသုံးရမလဲဘယ်ချိန်မှာသုံးရမလဲဘယ်ချိန်မှာမသုံးရအောင်ဆိုတာလေးကိုဟန်နာကဒီနေ့ဒီဗီဒီယိုထဲမှာတေးသေးချာချာလေးပြပြပေးခြင်းပါတယ် scrub သုံးတဲ့နေ့မျိုးဆိုလို့ရှိရင်နေပူရဲမထွက်နဲ့နေပူမရှောင်နိုင်ဘူးဆိုလို့ရှိရင်ညနေပိုင်းပဲသုံး scrub ကိုသုံးပြီးသွားတဲ့အခါကျလို့ရှိရင်အမြဲတမ်း lotion ဖြစ်ဖြစ် serum ဖြစ်ဖြစ်လင်းကိုလေးရမယ်နှစ်မျိုးစလုံးရောလိုက်ရင်တော့အကောင်းဆုံးပဲဂျိုင်းသားတွေက scrub သုံးတဲ့အခါကျလို့ရှိရင်တချို့သူတွေအရန်ပို့ပြီးတော့မဲတတ်တယ် waxing shaving chemical peeling laser ပစ်ထားတဲ့နေ့မျိုးဆိုလို့ရှိရင် scrub ကိုလုံးဝမသုံးရအောင်ဖြူချင်စောနဲ့ over exfoliation လုပ်တာတစ်ပတ်မှာ2ခါ3ခါ4ခါ5ခါ scrub ကို daily အနေနဲ့သုံးတာမျိုးကလည်း over exfoliation ဖြစ်သွားတာဖြစ်တဲ့အတွက်အသားကိုပိုမယ်နေပူရဲထွက်ထားတယ်နေလောင်ထားတဲ့အချိန်မျိုးဆိုလို့ရှိရင် scrub ကိုတမ်းမသုံးအောင်နေလောင်တဲ့ stage က sunburn ရတဲ့ stage ကလည်းအမျိုးမျိုးရှိတယ်ဥပမာတော့နေလောင်သွားတယ်ကန်လိုက်လို့ရှိရင်ဆက်ဖြင်းဖြင်းဖြစ်တယ်နေရဲနေတယ်အရေခွန်လေးလန်နေတဲ့အခြေအနေမျိုးဆိုလို့ရှိရင်ဒီနေလောင်ထားတဲ့အနာကကြက်သွားတဲ့အထိစောက်ကြက်ပြီးသွားတော့မှလုံးဝ peeling တွေပါအကုန်လုံးဖြစ်ပြီးသွားတော့မှ scrub ကိုစသုံးပေးရမယ်ဒါက glow gallery ရဲ့ scrub and mask နဲ့သူ့ရဲ့ lotion ခန္ဓာဒီနှစ်မျိုးကိုlocal brand တွေထဲမှာတော်တော်လေးကြိုက်တဲ့အထဲမှာပါတယ်သူ scrub and mask ကအရန် gentle ဖြစ်ပြီးတော့ exfoliation လုပ်ပြီးသွားတဲ့အခါကျလို့ရှိရင်အနောက်ကနေပြီးတော့ပြန်ပြီးတော့အသားရည်ကို soothing ကောင်းအောင် nourishing ကောင်းအောင် whitening ပေးနိုင်တဲ့ ingredients တွေပဲပေါင်းပြီးထည့်ထားပြီးတယ်အဲ့ဒါကြောင့်မို့ဒီနှစ်ခုပေါင်းသုံးတယ် combo သုံးတယ်ဆိုလို့ရှိရင်တော့ budget ကို save ဖြစ်ပြီးတော့ဟနောက် long term မှာတည်တည်ချာချာလေး skin care လုပ်လို့ရတဲ့ combination လေးဖြစ်တယ်ဒီနှစ်ခုဟာနာဒီနေ့သေချာလေး review လုပ်ပေးမယ်ဒီ scrub ကဒါဟာနာဒုတိယဘူးကိုမှဟာနာသုံးလာတာဖင်ကတ်နေပြီဟာနာက scrub ကိုတစ်ပတ်မှာတစ်ခါနေအများဆုံး2ခါတစ်ခါကျအရန် gentle ဖြစ်တယ်ဆို3ခါဒီဟာနာသုံးတယ်ဟာနာသုံးတာညနေပိုင်းနေပဲသုံးမယ်နေဘူးလေလုံးဝမထွက်ဘဲနဲ့သုံးတယ်သုံးပြီးသွားလို့ရှိရင်ဟာနာအမြဲတမ်းဒီက lotion ပဲရှိလို့ lotion နဲ့ရော serum ပါဟာနာတွဲသုံးပေးပါရရှင်ဒါကglow gallery ရဲ့ coffee scrub သူက scrub and mask နှစ်မျိုးသုံးလို့ရတယ်သူ scrub ထဲမှာကစားမပါတကြားတည်တဲ့သူ့ရဲ့အဓိကခနာကိုယ်ကိုပွတ်တိုက်ရမယ် grinds လေးတွေကကြားရယ် coffee ရယ်နှစ်ခု texture ကလုံးဝအိဖက်ပြီးတော့ခနာကိုယ်ပေါ်တင်လိုက်လို့ရှိရင် blendable ဖြစ်တယ်ခနာကိုယ်အသားကိုလည်းလုံးဝနှုတ်ညံ့ပြီးအိဆက်နေတဲ့ texture ထိရအောင်သူလုပ်ထားပေးရတာတွေ့ရတယ်အဆိုတက်ကိုထိမ့်ပေးဖို့တော့ e-wax ရယ် shea butter ရယ် e-wax glycerin sweet almond oil နဲ့ coconut oil ပါတယ်ဒီအစီတွေအကုန်လုံးကအသားရည်အဆိုတက်ကိုတေချာထိမ့်ပေးထားနိုင်ပြီးတော့ရေပြန်ဆေးချတဲ့အခါမျိုးမှာခနာကိုယ်ပေါ်မှာစီမကြံခဲ့တဲ့စီအမျိုးစားတွေကိုသုံးထားတာတွေ့ရတယ်။ coconut oil ပါတယ်ဆိုပေမဲ့အုံးစီအနံ့မထွက်အောင်စီကြီးစော်အနံ့ဘက်ကိုမရောက်သွားအောင် coffee အနံ့နဲ့နိုင်လေးထိန်းထားတာကိုလည်းတွေ့ရတယ်။ glow gallery ရဲ့ ingredients ပေါင်းစပ်မှုကအမားရွရှိပြီးသားသားညစ်နေတဲ့သူတွေအတွက်အချိန်တိုအတွင်းမှာရလက်တစ်ခုပေးနိုင်တယ်။ဟန်နာက glow gallery ကိုတစ်ပတ်မှာ3ခါသုံးတယ်။ဘာလို့3ခါသုံးလဲဆိုတော့သူ့အသာနူးညံ့လို့တကယ်တမ်းကျန်းတယ်ဆိုလို့ရှိရင်တော့ဟန်နာကတစ်ပတ်ကို2ခါတစ်ခါဟန်နာရဲ့ခန္ဓာကိုအရေးပြားခံနိုင်ရှိတာဟန်နာပြန်ချိန်တယ်။တဘူးကိုဘလောက်ခံလဲဆိုလို့ရှိရင်ကိုသုံးတဲ့အရေအတွက်ပုံမှာမူတည်ပြီးတော့ဘလောက်ခံခြင်းမခံခြင်းကွာဟနာဆိုလို့ရှိရင်ဒီတပူးကတကယ်ပြောရင်တလားခံဖို့တော့မှအနိုင်ဘာလို့ဆိုတော့ဟနာတစ်ခါသုံးလို့ရှိရင်ယူတဲ့ပမာဏလည်းများတယ်လေဘင်းကနေခြေပြားထိတကူလုံးကိုနှံ့နေအောင်ကော်ဖီနဲ့နှက်ထားသလိုဟနာသုံးတာဖြစ်တဲ့အတွက်ဟနာတော့ကဒီတပူးကတလားပဲခံပါတယ်သူ scrub က scrub and mask နှစ်ခုပေါင်းထားတာဖြစ်တဲ့အတွက်တို့ခနာကိုမှရွေဆွတ်ပြီးတော့ scrub လုပ်လိုက်တာနဲ့ scrub ကပိတ်ကလေးနဲ့ mask အနေထား texture တခုရောက်သွားလိမ့်မယ်အချိန်ကြာလို့ရှိရင်ဟနာ3မိနစ်လောက်ထားတယ်သွားတော့မှဟနာရေဆေးချတယ်ရေဆေးချပြီးသွားလို့ကိုကမနေတတ်ဘူးဆိုလို့ရှိရင် shower gel ပြန်သုံးတယ်ဆက်ပြနဲ့ပြန်ဆေးချလို့ရတယ်ဟနာတော့ဒီ glow gallery သုံးပြီးသွားလို့ရှိရင် shower gel ဟနာပြန်သုံး scrub တစ်မျိုးပဲသုံးပြီးရေတစ်ခါရေးဆေးချပြီးတော့ pat dry လုပ်လိုက်ပြီးတော့ lotion တန်းတင်ပါတယ်သူဘလို့ပဲ formula ကို gentle အဖြစ်ဆုံးထုတ်ထားသူ့ရဲ့ရည်ရွယ်ချက်ကိုယ်တိုင်ကိုက body scrub ဖြစ်တဲ့အတွက်ခန္ဓာကိုယ်ပဲသုံးပါတယ်မျက်နှာကိုလုံးဝမသုံးပါဘူး scrub သုံးပြီးသွားပြီဆိုလို့ရှိရင် lotion သုံးပါမယ်ဒါက glow gallery ရဲ့ ultra brightening lotion scrub လိမ့်ပြီးသွားတဲ့ခါလဲ lotion လေးရမယ် scrub မလိမ့်တဲ့နေ့မျိုးမှာလည်း lotion လေးရပါမယ်ဒီ lotion က combo ထုတ်ထားဆိုတော့ scrub ကိုတစ်ပတ်3ရက်သုံးလို့ဒီ lotion လည်းတစ်ပတ်3ရက်ပဲသုံးအောင်မဟုတ်ပါဘူးမနက်တစ်ခါညတစ်ခါလိမ့်ပါသူကတော့ UV မပါဘူးအဲ့ဒါကြောင့်မလို့မနက်ပိုင်းသုံးမဲ့အခါကျလို့ရှိရင်တော့ကိုက sun protection လုပ်လို့ရတဲ့ sunscreen လေးတော့အပေါ်ကနေထပ်လိမ့်ဖို့လိုအပ်တယ်ခဏတော့ညဘက်သုံးဖို့ကိုပို့ပြီး recommend လုပ်တယ်ဘာလို့လဲဆိုတော့သူ့ထဲမှာကအသားဖြူစေတဲ့အမာရွတ်တတစေတဲ့ active ingredients တွေအများကြီးပေါင်းစပ်ထားလို့ပါခဏအမြဲပြောပါတယ်ဒီလိုမျိုး active ingredients တွေပေါင်းစပ်ထားတဲ့
တဲ့ product တွေကအသားရည်တို့ကအရန်ထိရောက်မှုရှိတယ်ဖြူချင်လားဖြူတယ်အမာရွတ်တချင်လားတတ်တာတယ်ဒါပေမဲ့နေဒဏ်ကိုမခံနိုင်ဘူးဒါကြောင့်ဟန်နာတို့ကဒီလိုမျိုး brightening တို့ whitening တို့ဆိုဟန်နာတို့ဒီမြန်မာလူမျိုးတွေကအသားဖြူရမယ်ဆိုလို့ရှိရင်အရန်သဘောကျကြတယ်အဲ့ဒီရဲ့နောက်ွယ်မှာဟန်နာတို့က sunscreen ကိုကောင်းကောင်းလေးလိုက်လိမ့်နိုင်ဖို့လိုအပ်တယ်Glow Gallery ရဲ့ Ultra Brightening Body Lotion မှာက brightening အတွက် spot fading အတွက်အသားကြည်ဖို့နဲ့အမာရွတ်ကိုတက်တာဖို့ဦးစားပေးထားတဲ့ ingredients တွေထည့်ထားတာများတယ် Alpha arbutin ပါမယ် niacinamide ပါမယ် glutathione ပါမယ် root extracts တွေပါမယ်ဒီ active ingredients တွေကအသားရည်ကိုကြည်အောင်အမာရွတ်တွေတက်တာလာအောင်အဓိကလုပ်ပေးနိုင်တဲ့ strong ဖြစ်တဲ့ ingredients တွေဖြစ်ပါတယ်ဒီ ingredients တွေကို support လုပ်ပေးပြီးတော့ hydration နဲ့ barrier repair လုပ်ပေးနိုင်တဲ့ Hobart Wow vitamin B5 vitamin E aloe vera လည်းပါပါတယ်သူ့ရဲ့ cream ရဲ့ texture လေးအေးလေးပန်းရအောင်လေးဟန်နာလေးအနံ့ကိုအရန်သဘောကျတယ်ဒီအနံ့လေးရလို့ရှိရင်လေဟန်နာကြောင်းသူဘဝကိုပြန်ရောက်သွားသလိုဟန်နာခံစားရတယ်လိမ့်လိုက်လို့ရှိရင်လုံးဝစိတ်ဝင်သွားတယ်လိတ်ထွက်တာဟိုကြီးလိုမျိုးအဖက်ဖက်နဲ့ထွက်တာ white cast တွေကြံတာဘာမှမရှိဘူး local brand ထဲမှာ quality သေချာ control လုပ်နိုင်တဲ့ lotion တစ်ခုလို့ပြောလို့ရတယ်သူ့ထဲမှာထည့်ထားတဲ့ ingredients တွေကိုလည်းသူနိုင်နင်းနဲ့ကွာ safe ဖြစ်တဲ့ limit တစ်ခုမှာထည့်ထားတာတွေ့ရတယ်ဟန်နာတော့ခုလိုလိမ့်တဲ့အချိန်မှာလည်း irritation မရအောင်အသားရည်ကိုမတည့်တဲ့သူနဲအောင်လိမ့်နေတဲ့ customer စီအနေနဲ့လည်းလိမ့်တဲ့အခါမှာ feedback ကောင်းတယ် result ကောင်းတယ်အများကြီးရတာဟာတွေ့ရဟနာကိုယ်တိုင်လည်းအရန်သဘောကျတယ်အဆိုတက်ကိုလည်း lock လုပ်ထားပေးနိုင်တယ်ပြီးတော့အမာရွတ်တွေ whitening အတွက်ကိုလည်းကောင်းကောင်းလေး result တစ်ခုပေးနိုင်တဲ့ lotion တစ်ခုဖြစ်တယ် body care လုပ်တဲ့ routine ကရေရှည်လဲသုံးရမှာဖြစ်တယ်ရေရှည်ကိုဆွဲပြီးတော့ give sign မှာဒါ result တစ်ခုကိုဖြည်းဖြည်းချင်းနဲ့ရတဲ့routine လေးတစ်ခုဖြစ်တဲ့တော့ budget friendly ဖြစ်တဲ့ local brand တွေက scrub တွေ lotion တွေသုံးချင်တယ် quality လဲစိတ်ချရတဲ့ဟာမျိုးသုံးချင်တယ်ဆိုလို့ရှိရင် Glow Gallery ရဲ့ဒီ combo လေးကိုသုံးကြည့်ဖို့အတွက်ဟနာက recommend လုပ်ပါတယ်ဟနာရဲ့ vlog လေးကိုအစအဆုံးကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်နောက် vlog လေးမှာပြန်လည်ဆုံတွေ့ကြမယ်တတ်တာ